သွားမှာပါပန်းတော်သုံးမယ်ပန်းတော်သုံးမယ်ပန်းတော်ကဲမိုင်းရဲ့နေနေပန်းတော်မှာအဲ့ကြည့်ပေးပါဦးပန်းတော်မှာချမ်းတောင်အရန်လာတဲ့နေရာတွေသွားမယ်တော့တဘာဝနဲ့တွေ့ဆုံမယ်ဆော်ရပါတယ်ကွာဆော်ရပါတယ်မပြဘူးခဏလေးပို့တယ်ကွာနေရနေသေးပို့တယ်နေရနားနေပါမတော့ရေးပါရောက်ရွာရေးပါရောက်ပါရွာခိုင်းပွေတာတနိုင်လုံးမဟုတ်လေအော်ပါကင်ပိုင်းရှိတယ်ရှိတယ်လေနော် AC ပဲမိုင်းဝင်ရပါမိုင်းလိုက်တဲ့ကိုရိုက်ချင်တယ်ဟောလှော်လိုက်တာဗောနည်းရချင်ပြီးတော့နည်းရပြီဟုတ်လားခုနော်နားနေဆောင်လေးတွေအောင်စောက်ပြီးသွားတယ်မယ်လာကျိုးနေပါဒီကောင်တော့ရေနေနေပဲကြာဘလို့ပူပါကျွန်တော်ရိုက်တာလေဟိုဘက်သွားပြီးပို့ပေးမယ်ဒီဘောတက်ချိုးလေအဲ့ဒါရေကန်လေးလိုဖြစ်နေတာအဲ့နေရာအဲ့ဒီမျောတာဆက်လေးနဲ့လိုက်ခဲ့မယ်အဲ့ဒီမျောတာရဆက်လေးနဲ့လိုက်ခေါ်မယ်ဘာဖြစ်ဘူးဟယ်လိုနားလေးနဲ့မဲပြားရမ်းမဲပြီးတော့နဲ့ရောငါရေးစစ်ခဏလေးငါမလည်းပြောလေဟုတ်ကြအဲ့လိုမျောချင်ဟလားတော်မျောချင်တာအဲ့လိုအဲ့ဒါဘာလီရောက်နေပါလားဘာလီလားဘယ်ရောက်နေရလဲပြန်လို့မယ်โอเคစညမှာတီးတီးပြတ်ချာဒီပါဟဲ့ညမဟုတ်လားဒီဒီစားရစင်းလေးဒီစားစင်းကိုကြည့်ပြပါလားပြောလေအားလုံးပဲကြမ်းကြနိုင်ကြီးလေးပါညမနေ့ကျပြန်တွေ့မယ်အဲဆိုရင်ဘိုင်ဘိုင်ငါမရငါပြဟာရှိရမင်းအားကြောင့်မနေ့ကစားနေပါနဲ့အဲ့ဒါခါလေးကောင်းသွားပဲတော့ညီကြီးကိုကြည့်ပြီးစားရနော်ကျွန်တော်တို့ဒီတောင်ပေါ်ကြီးကုံသွားမှာဖြစ်ပါတယ်အဲ့မှာဘလို့တွေလာမလဲဆိုတော့ကျွန်တော်ကြည့်အောင်ကျော်ရင်အုံးကြီးပဲဟောဒါလှေကားလောက်ထားပြီရနော်ဟောဘန်ဂလိုတစ်တွေစောင့်နေအေးအများကြီးပဲ Come on ဒါလမ်းပြဝါတုတ်လေးဟုတ်လေရွက်ချီပါရွက်ပြတာဒီကောင်နဲ့အခုကသူကဟိုကလှုပ်လိုက်ပြီနော်သူကဟိုကလှေကားလေးလှုပ်လိုက်တာရင်တော့လှေကားမရှိဘူးပေါ့ရင်တော့မရှိသေးဘူးနော်ရင်တော့ဒီလိုပဲတောလန်းလေးပဲနော်ကျမအရှိဆုံးမှာဥဆောင်နေတာပါ Fighting ခြံစည်းရိုးတွေခတ်တာနော်ဒီခြံစည်းရိုးတွေကသူများခြံလား
ဗီဒီယိုရိုက်နေတာကွာဖင်ရိုက်တာပါသွားပြီရိုက်နေရ ဟိုကချွေးဒီလိုထွက်မှာမိုက်တယ် အဲ့ဒါမနေ့ကလာတာငါတို့ကပန်းလောင်လာအဲ့ဂူးဆိုင်မဲ့အချန်တော့အဲ့ဟိုဒါဗီဒီယိုထဲမှာထည့်အောင်သူကပန်းဟိုသူကမန်းလေးကနေပန်းလောင်ဆိုတော့ ရှင်းထောက်လို့မရဘူးပန်းလောက် ပန်းလောင်အီကိုတော့ရေစိတ်လို့ထောက်မှာဟိုဘက်ကန်းကိုရောက်မှာလေစိတ်ကိုထောက်မှာဟိုဘက်ကန်းကိုရောက်ဟိုဒီလမ်းကိုရောက်ပါကျွန်တော်တို့ကအဲ့သူကလည်းပန်းလောင်မဲ့လေသူကလည်းဂိုးမမပေါ်တာကျွန်တော်ပန်းလောင်ဟိုကကိုကမားရမြည့်ရဒီဘက်ချမ်းအောင်ရအောင် ဝင်လိုက်မယ်ခုနကလို့ အော်တော့ခတ်ထားတယ်ကွာဝင်ရင်တိုင်းဝင်လို့မရဘူးတဲ့လားကျွန်တော်ပန်းလောင်အီကိုတော့အပေါ်ဆိုတာချမ်းအောင်မင်းကစားလိုက်များတာလားကယ်လိုရီတွေဘန်းအောင်လမ်းလျှောက်ကြည့်ဒရာရှိတော့တယ်နော်ဒီကောင်ပေါက်တယ်ဒရာရှိတော့ပြေးသွားတာနော်ဆက်ပါကြဒရာရှိတော့ကျွန်တော်ဆက်လေးနဲ့အိုးတော့အိုးကျိုးတော့မကြတော့ဘူးဟဲ့အောင်နေမင်းဘာလုပ်နေတာအဲတော့လိမ့်ပါတယ်လာသားလို့လားစားကြတယ်ပါမလားဘူးအဲ့တော့ဒီကောလား ပန်းလောက်ကိုလာရင် အိုးဟုတ်တယ်လားလေ ရေတွေကိုတက်ဖြစ်အောင်တက်ပါကျမတို့လည်းဒါ3ခါကျမှဒီတစ်ချိန်ပဲတက်တာရမ်းလာ စားတယ်ငါတို့မရောက်တော့မတက်လို့လား မတက်လို့အရမ်းစားဟဲ့တကယ်ကိုမောင်းပြီ အေးစစ်လာတောက်လို့ရတောက်ရွကြည့်ဦးမှာမဲ့ဒီနားကျတော့နည်းနည်းတောက်လို့စားလို့တော့မကောင်းဘူးသလားသူဟိုမှာရေးထားတယ်စာရေးထားတယ်ဓာတ်ပြောစင်နေမှာအပေါ်လေးမသွားတော့ဒီနားမှာလည်းသူကလည်းဓာတ်ပြောမအားလို့မရတော့ဘူး စီနီမတ်တယ်လေ အဲ့ကိုတင်လာတာအကုန်ပါတယ်ပေါ့ ဟာပေါ့မင်းနီးအောင်ထားရိုက်ပြီလား လက်ရောက်ကိုင်တော့ဗျ အနေအောက်တွဲခေါ်လို့မရဘူးနိကောင်းမယ် ညောလာအရင်ညော နိုင်ကိုခေါ်လာဖေးတဲ့ဖေး တာတာပေါ့ တဲ့ဖေးတဲ့ဖေး အရင်ညောလာဒီဘက်ကိုပြန်ကူးကလိုက် တဲ့ဖေး ဒေးရကျွမ်းတယ်ဟာ တိုးလိုက်ထားလိုက်ရတယ် အာ 1 2 3 go 对，你等等，我买。 လိုက်ကြည့်လို့ပါတော့နေတဲ့အားကြီး အပလုံးတော့ဘလို့ဆိုရောတွဲ အဲ့တော့မလားဒီတော့ဆွဲတာ干嘛？不，电了呀，那呀了。啊，对对。我揪哦。 အားပြောပါလား 哎，揪一皮他呀喏。揪皮他了。不要过来着了。 ကဲကျွန်တော်ပြန်ပါပြီကျွန်တော်တို့ရဲ့ဒီမှာပန်းလောင် pro လေးကပြန်ပါပြီဆက်လေးကနေဆက်လေးစီးတင်နေပါပြီလေစိတ်ကနေတွေ့လားလေစိတ်ကနေပြန်ပါတော့ပဲကဲပြန်มาတော့မယ်နော်ပြန်တော့မယ်ဆိုတော့လည်းမိုးရအောက်လာကဲရေထဲရောက်ပါပြီရေထဲရောက်ပြီအားလုံးဒီ vlog ကဒီလောက်ပါပဲအားလုံးဒီမှာလည်းနောက်ဗီဒီယိုမှာတွေ့ကြမယ်ဘိုင်ဘိုင်